မိဘတို့မှာရှိမြဲအပ်ပါသောဗုဒ္ဓသာရတသင်္ဃဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာမိဘတို့မှာရှိမြဲအပ်ပါသောဗုဒ္ဓသာရတသင်္ဃဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုမညီသမီးရတနာခန္ဓာဝေဇနာနာတမင်္ဂလာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုမညီသမီးရတနာခန္ဓာဝေဇနာနာတမင်္ဂလာသ
သာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုဂဟမေဃဥစ္စာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ပရိတောအတူတကွနာပါယမီလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအာသဘောတရားတို့ပြရကုန်များတရားပရိတောအတူတကွနာပါယမီလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအာသဘောတရားတို့ပြရကုန်များနိဗ္ဗာန်ကိုရလွယ်နိုင်သည်ရောက်စေလိုပါယံဝတ္တုံတည်းမဟာပထဝီတတိဖြစ်တည်ရာသာမဏေရပဝိဇာမြောင်ရှိမြတ်မိတာတိရာရှုပညိသမီးယရနာကာနဝေဇနာနာတာမင်္ဂလာသာမဏေရပဝိဇာမြောင်ရှိမြတ်မိတာတိရာရှုပညိသမီးယရနာကာနဝေဇနာနာတာမင်္ဂလာသာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုဂဟမေဃဥစ္စာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်သာချွေ
မှာမောင်ရင်လောင်းရဲ့ရွှေကြီးလေးကိုဆောင်နေတပိတ်တွေမလေးငယ်လာစုံကိုနောင်ကိုင်လို့ပြုံမမကြီးကပန်းနောင်ကိုင်တို့ဘဝိုင်းကမြင်လာတယ်မြင်းကြီးပေါ်မှာမောင်ရင်လောင်းရဲ့ရွှေကြီးလေးကိုဆောင်းတယ်ဒါနမမေတယ်ခမေရချောင်းစီမောင်းဒီလိုရဲ့ရလေးမျက်နှာကြွေမွေးပြန်လေနိဗ္ဗာန်ပစ္စည်းဟောတူွယ်မင်္ဂလာရွှေဆိုင်ကြီးကပြောစီရန်ရဲ့ပြောစီရန်ရဲ့မန္တကြီးလေးတည်နေပြည့်စည်ရှိလာတယ်လက်သိငြိမ်မှုလူကြတယ်ရသိငြိမ်မှုလူကြတယ်ရွာလူတမှုကဲတာရှင်ပြုလူဝဲမဲမဲမဲဒီငယ်ရွယ်လို့ွယ်ဒီတပိတ်တွေမလေးငယ်လာလို့ကွန်းတော်ကိုင်လို့ပြုမမကြီးကပန်းတော်ကိုင်ဟိုဒီဝိတ်ကမြင်လာတယ်ညင်းကြီးပေါ်မှာမောင်ရင်လောက်ရွှေကြီးလေးကိုဆောင်းတယ်ကိုင်လို့ပြုမမကြီးကပန်းအောင်ကိုင်ဟိုဒီဝိုင်းကမြင်လာတယ်မြင်းကြီးပေါ်မှာမောင်ရင်လောင်းရွှေကြီးလေးကိုဆောင်းတယ်တာရှင်မြူလူဝဲဝဲပီတိတွေကဲရင်လည်းမဲနိဗ္ဗာန်ကိုရင်မှန်းလို့သာဒါနမမေတယ်သမယေချောင်းစီမောင်းဒီလိုရဲ့ရလေးမျက်နှာကြွေမှုပြန်လေနိဗ္ဗာန်ပစ္စယောဟောတုွယ်မင်္ဂလာရွှေဆိုင်ကြီးကပြောစီရန်ရဲ့ပြောစီရန်ရဲ့မတ္တကြီးလေးတည်နေပြည့်စည်ရှိလာတယ်လက်သိငြိမ်မှုလူကြတယ်ရသိငြိမ်မှုလူကြတယ်ရွာလူတမှုကဲတာရှင်ပြုလူဝဲဝဲမင်းမင်းဒီငယ်ရွယ်လို့ွယ်ဒီတပိတ်တွေမလေးငယ်လာဆုံးကွန်းတော်ကိုင်လို့ပြုမမကြီးကပန်းတော်ကိုင်တို့ဘဝိုင်းကမြင်လာတယ်မြင်းကြီးပေါ်မှာပေါင်းရင်တော့လေရွှေကြီးလေးကိုဆောင်းတယ်